တရားပွဲလုပ်ရတဲ့အကျိုးကျေးဇူးဟာကြီးမားပါတယ်တကယ်အမျှော်မြင်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကဇပ်ပွဲတွေဖယ်ရှားပြီးတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေနဲ့အစားထိုးခဲ့တဲ့ဖြစ်တယ်ရှေးရခင်ကဆိုရင်တော့ဇပ်ပွဲတွေနဲ့ဖျားပွဲကျင်းပနေရှိကြဆရာတော်ကြီးတွေကတောင်ဆုံးမကြတယ်တနှစ်တစ်ခါငရဲရှာလူရွာဖျားပွဲဖျားပွဲတွေရဲ့ပုံပြက်နေတာတနှစ်တစ်ခါငရဲရှာနှစ်စဉ်ဖျားပွဲတွေကျင်းပဝက်သက်ကျက်သက်ကျွေးမွေးဇပ်ပွဲတွေကြည့်အယက်သေးစားတောက်စားရံဖြစ်ကြလောင်းညစားကြနေဆိုတော့ဖျားပွဲတွေဟာရုပ်ပြက်ဆင်းရဲတွေဖြစ်နေတာအမျှော်မြင်ရှိတဲ့လူကြီးလူကောင်းဘုရားဘာသာပညာရှိသူတော်ကောင်းတွေကဇပ်ပွဲတွေအစားမှန်ကန်တဲ့ရသော်ဘုရားကြိုက်တဲ့တရားပွဲတွေနဲ့အစားထိုးသွားတာဖြစ်တယ်အစားထိုးသွားလို့တရားဓမ္မတွေစတဲ့တရားပွဲတွေကျင်းပလိုက်တဲ့အခါမှာလူတွေရဲ့ရင်ထဲမှာရှိတဲ့တရားတရားတွေဟာနိုးကြားလာတယ်နိုးကြားလာသည့်အတွက်ကြောင့်စေရနာစွမ်းအားတရားစွမ်းအားအလောဘအရောဓအမောဟဆိုတဲ့ကုသိုလ်စွမ်းအားတွေမြင့်မားလာတာလူတွေရဲ့ရှင်တွေကတရားစွမ်းအားတွေမြင့်မားလာတယ်ဆိုတာဖြစ်တယ်တရားပွဲတွေကျင်းပလိုက်တဲ့အခါမှာတရားပွဲရဲ့အကျိုးသက်ရောက်မှုကြီးမားလာတယ်မြို့သူမြို့သားတွေဟာလည်းပဲစံပြပုဂ္ဂိုလ်တွေဖြစ်အောင်မြတ်ဗုဒ္ဓရဲ့ဆုံးမနဲ့ကျင့်သုံးနေထိုင်ကြဖို့ဟာအရေးကြီးပါတယ်